Hello guys, Kotish မှာနေကြိုဆိုလိုက်ပါတယ်။မနေ့ကတော့ကျွန်တော် pre-preparation နဲ့ပတ်သက်ပြီးတော့ video တစ်ပုဒ်လုပ်ခဲ့တယ်ပေါ့နော်။ဒီနေ့မှာကကြတော့ pre-production အတွက်ကိုကျွန်တော် video လေးတစ်ပုဒ်နဲ့တင်ဆက်ချင်တာဖြစ်ပါတယ်။မနေ့က video မှာလည်း pre-preparation မှာ pre-production အကြောင်းကိုကျွန်တော်အခြေတဝန်းတော့မဟုတ်ပေမဲ့အနေချင်းပါပါပြီးတော့ဖြစ်ပါတယ်။ဒီနေ့မှာကျတော့အသေးစိတ် pre-production အသေးစိတ်ကိုကျွန်တော်ပြပြချင်တာဖြစ်ပါတယ်။အဲ့တော့ကျွန်တော် preparation စချပြီဆိုရင်ကျွန်တော်အရင်ဆုံးဘာလုပ်လဲဆိုရင်ကျွန်တော် script ပြင်ဆင်ပါတယ်။ script မှာကျွန်တော်က scenario မှာ scene တွေပါမယ်။ပြီးတော့ကျွန်တော် location တွေပါမယ်။ရှင်တော့ကျွန်တော် script တစ်ခုအရင်ပြင်ဆင်ပါတယ်။ကျွန်တော်တရားပြီး music video တစ်ပုဒ်အနေနဲ့ကျွန်တော်အခြေခံပြီးတော့ပြောတာဖြစ်ပါတယ်။ solution တကားအနေနဲ့လည်းမဟုတ်ဘူးဇာတ်လမ်းတစ်ခုအနေနဲ့လည်းမဟုတ်ဘူး short story တစ်ခုအနေနဲ့လည်းမဟုတ်ဘူးကျွန်တော် music video အနေနဲ့ကျွန်တော်ပြောချင်ဖြစ်ပါတယ်ကျွန်တော် script ပြင်ဆင်ပြီးပြီဆိုတာနဲ့ကျွန်တော်ကဘာနောက်တစ်ဆင့်ဘာပြင်ဆင်လဲဆိုတော့ကျွန်တော် script နဲ့ကိုက်ညီမဲ့နေရာတွေကိုကျွန်တော်တို့စိတ်ကူးထဲမှာရှိတဲ့ပုံစံအတိုင်းရှားနိုင်တဲ့နေရာတွေကျွန်တော်အရင်ဆုံး location scout အရင်ထွက်ပါတယ် location scout မှာကျွန်တော်တို့ကဘာဘယ်သူတွေပါမလဲဆိုရင် writer ပါမယ် DOP ပါမယ်ပေါ့နော်အဓိကအပြင်ဒီနေရောက်ပါမယ် writer လိုချင်တဲ့ view နဲ့ DOP ရိုက်နိုင်တဲ့ view နဲ့ကျွန်တော်တို့တခါတည်းတနေရာချင်းစီကို discussion လုပ်ပြီးတော့ကျွန်တော်ရိုက်မဲ့ shot တွေကိုကြည့်ပါတယ်ကျွန်တော်ရိုက်ချင်တဲ့ short list တွေကိုလည်းကျွန်တော်အဲ့မှာနဲ့တခါတည်းထုတ်တယ်ဒါမှမဟုတ်ရင်ကျွန်တော် note တွေမှတ်လာပြီးတော့ကျွန်တော် meeting ပြန်လုပ်တယ်ပေါ့နော်လုပ်ဖို့လည်းကျွန်တော်ကဒီ location scout ကိုထွက်တာဖြစ်ပါတယ် location scout ထွက်တဲ့နေ့မှာလည်းကျွန်တော်တို့ပထမဆုံးစားကြုံရလဲဆိုရင်ကျွန်တော်လိုချင်တဲ့နေရာနဲ့ကျွန်တော်တို့ရတဲ့ lighting ကိုင်းနေဖို့အတွက်ကျွန်တော်တို့အရင်ဆုံးစဉ်းစားပါတယ်ဒီနေရာမှာဘယ်လိုချိန်မျိုးမှာတိုင်းအဆင်ပြေမလဲဆိုတော့ကျွန်တော်တစ်ခါလည်းမှတ်တမ်းယူပါတယ်တစ်ခါလည်းမှတ်တမ်းနဲ့မှာထည့်ပြီးတော့ရေးတယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ဒီ scene တစ်ခုချင်းစီအတွက်ကိုကျွန်တော် location scout မှာပြင်ဆင်ပါတယ်နောက်တစ်ခုကကျွန်တော်အဲ့ဒီနေရာမှာကျွန်တော်ရိုက်ကူးတဲ့နေရာမှာဘာတွေပါထပ်ပြီးကြည့်လဲဆိုရင်power ရနိုင်တယ်ပေါ့နော် power ရနိုင်မရနိုင်ကျွန်တော်ကြည့်ပါတယ်လက်စမရနိုင်တဲ့နေရာလားလက်စမရနိုင်ဆိုရင်ကျွန်တော်ကဒီ reset ယူမယ်ပေါ့နော်လိုပုံစံမျိုးနဲ့ကျွန်တော်စီစဉ်တာဖြစ်ပါတယ်တကယ် project ကြီးတွေမှာဆိုရင်တော့ reset ကမဖြစ်တခါလဲပါကြရဆိုမှကျွန်တော် project သေးတဲ့ခါမှာဆိုရင်ကျွန်တော်က reset မတုံးပင်နဲ့ကျွန်တော်ရိုက်လို့ရတဲ့နေရာတွေကိုများတော့ပြန် choice ပြီးတော့စဉ်းစားကြည့်တယ်ပေါ့နော်ဘာလို့တည်ရတာလဲတကူတကဖြစ်တယ်ဆိုတော့တက်နေမတုံးရအောင်လို့ကျွန်တော်တက်နေအစီအစဉ်ပါတယ်အဲ့လိုကနေကျွန်တော်က power ရနိုင်တဲ့နေရာတွေကိုကြည့်တယ်နောက်တစ်ခုကကျွန်တော်တို့ရိုက်မဲ့နေရာကနေ့လေခင်းနဲ့ပြောရင်ကျွန်တော် land pressure နဲ့နီးနေတယ်ဆိုရင်တော့အဲ့ပုံမှန်ချင်းမှာကျွန်တော်စားလို့ရနိုင်တဲ့နေရာတွေပါလေဆိုတော့ကျွန်တော်ကကြိုပြီးတော့ကြည့်တယ်ဘာလို့လဲဆိုတော့အဲ့ဒါမှသာကျွန်တော်က shooting ရက် production ရက်မှာကြာရင်အချိန်ကုန်တက်နဲ့ထိတိမိမိနဲ့ဆောင်ရွက်နိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကအဲ့လိုမျိုးအသေးစိတ်တွေရစားကျွန်တော်တခါတည်း location scout ထွက်တဲ့နေ့ကတည်းကကြိုတင်ပြီးတော့ကြည့်ပါတယ်နောက်တစ်ခုကကျွန်တော်က location မှာအဲ့ location တစ်ခုမှာထားတော့ကျွန်တော်ကရေသုံးရမယ်ရေသုံးရမယ်အဲ့နေရာမှာရေရနိုင်လားဥပမာကျွန်တော်တချင်ချင်းတွေရိုက်တုံးရဆိုရင်ကျွန်တော်ရေပတ်မစင်ရှိတယ်အဲ့ဆိုရင်အဲ့ကျွန်တော်တည်တဲ့ location မှာရေရနိုင်မရနိုင်ကိုကျွန်တော်ကစဉ်းစားပြီးတော့ပြင်ဆင်တယ်ကျွန်တော်နောက်ဆုံးရိုက်ခဲ့တဲ့ဒီဗလန်မိုးရပြီးချင်းမှာဆိုရင်လည်းမိုးရွာမဲ့ shop တစ်ခုပါတယ်ပေါ့နော်အဲဆိုရင်အဲ့နေရာမှာရေလိုလကူမိုးရွာလို့ရနိုင်မရနိုင်တွေကျွန်တော်ကထည့်သွင်းစဉ်းစားပြီးတော့မှ location ကို try တာဖြစ်ပါတယ်တကယ်တမ်းကတော့ကျွန်တော်ကဒီမိသက်ကိုင်ပိုင်းနဲ့ရွာကြတာမျိုးရှိတယ်ကျွန်တော်တို့မှာ budget limit ကိုရှိတဲ့ခါမှာဆိုရင်အဲ့လိုမျိုးသုံးလို့အဆင်မပြေတဲ့ခါမျိုးမှာဆိုရင်တကယ် location မှာရေရနိုင်တဲ့နေရာမျိုးတွေကိုကျွန်တော်ကစီစဉ်ပြီးတော့အဆင်ပြေဆုံးဖြစ်အောင် try လုပ်ပါတယ် Okay location scout လေးရပြီ script လေးရဒါဆိုရင်နောက်တစ်ဆင့်ဘာထပ်လုပ်လဲဆိုရင်ကျွန်တော်တို့ team meeting ထပ်ထိုင်ပါတယ်ဒီတစ်ခေါက် team meeting မှာကကျတော့ဘယ်သူတွေပါမလဲဆိုရင် writer ပါမယ်ပြီးတော့ကျတော့ DOP ပါမယ်ဇလန်းစညရေးတဲ့လူကတော့ငါတို့ပြန်ကျွန်တော်တို့ရေးရလို့ကျတော့ကျွန်တော်ကနော်တကယ်လို့ကျွန်တော်ရေးရမဟုတ်ဘူးအဆိုတော်ဘက်ကလာတဲ့ဒီ script မျိုးဆိုရင်တော့ကျွန်တော်ကအဆိုတော်ဘက်ကလည်း meeting ပေါ်ပြီးတော့ထိုင်နေပါတော့အဲ့မှာကျွန်တော်တို့ဘာလုပ်လဲဆိုရင် short list တွေထုတ်ပြရတယ်ပြီးတော့ဒီနေရာတွေမှာ wait မဲ့ဝက်စားအယောင်တွေကိုကျွန်တော်ကစနစ်တကျရွေးချယ်တယ်ပေါ့နော်ဒီနေရာမှာဘယ်လိုအယောင်မျိုးကတော့ဖြစ်တဲ့နဲ့ဘယ်လိုအယောင်မျိုးဆိုရင်ဘယ်လိုခံစားချက်မျိုးဖြစ်မယ်ပြီးတော့ပတ်ဝန်းကျင်အယောင်တွေနဲ့တွက်ချက်တယ်အဲ့လိုပုံစံမျိုးနဲ့
ကျွန်တော် location နဲ့လိုက်ဖက်မဲ့အင်းကြီးအရောင်အင်းကြီးအမျိုးအစားဝတ်ဆောင်မျိုးစားတွေကိုကျွန်တော်ကsuggestion ပေးတယ်ပေါ့နော်အဲ suggestion တွေတန်ကိုကျွန်တော်ကပြင်ဆင်တယ်ပြီးရင်နောက်ထပ်အဲ့ဒီမှာနောက်ထပ်ကလိုအပ်တာက plot တွေကိုကျွန်တော်ပြင်ဆင်တယ်ပေါ့နော်လိုအပ်တဲ့ plot စီးရင်တွေကိုကျွန်တော်ကထားတယ်အဲ့မှာထုတ်တယ်နောက်တစ်ခုကအဲ့ပစ္စည်းတွေရနေတဲ့ပစ္စည်းတွေဆိုရင်မင်းစီမှာရှိလားမင်းစီမှာဘာရှိလဲငါစီမှာဘာရှိလဲအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ပစ္စည်းတွေကိုစုဆောင်းတယ်ပေါ့နော်အဲ့လိုမျိုးစုဆောင်းပြီးပြီဆိုရင်ဒါတော်လေးအခြေအနေပြည့်စုံလာပြီဆိုရင်ကျွန်တော်ကနောက်ထပ်ဘာထပ်လုပ်လဲဆိုရင် DOB နဲ့ meeting ဆက်လုပ်ပါတယ်အဲ့ဒီအချိန်မှာဒီတခြားလူတွေပါကျွန်မပါမယ်ပေါ့နော်ဒါပေမဲ့ DOB ပါမယ်ပြီးတော့ crew တွေပါမယ်ပေါ့နော်ကျွန်တော် production team meeting လုပ်ပြောလို့ရတာပေါ့ production team meeting လုပ်ပါတယ် production team meeting မှာကဘာအကြောင်းအရာတွေလုပ်လဲဆိုရင်ကျွန်တော်ဘာ equipment သုံးမလဲနံပါတ်1ကျွန်တော်ပုံမှန် camera try တယ်နံပါတ်2 lens try တယ်ပြီးရင်ကျွန်တော်က lighting try ပါတယ်ဒီညမှာဆိုရင်တော့ဘာ lighting တွေသုံးရမယ်ဒီညမှာဆိုရင်တော့ဘယ် lens ကိုသုံးမယ်ဘယ် camera သုံးမယ်အဲ့လိုပုံစံမျိုးကျွန်တော်ကကျွန်တော်ရဲ့ equipment တွေကို try လုပ်တဲ့အပိုင်းကို DOB တွေ crew တွေနဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့ကဒီ production list ကိုကျွန်တော်ကထုတ်ပါတယ်အဲ့ဒါပြီးပြီဆိုရင်နောက်တစ်ဆင့်ထပ်ပြီးပြင်ဆင်တာကကျွန်တော်ကဝေးလမ်းကြောင်းပေါ့နော်ကျွန်တော်သွားမဲ့လမ်းကြောင်းကိုကျွန်တော်ဆွဲပါတယ်ကျွန်တော်ကဒီ script တိုင်းအဆင့်လိုက်တိုင်းကျွန်တော်ရိုက်ကူးလို့မရအောင်ကျွန်တော်ကကြော်ရိုက်ရတာရှိတယ်နောက်ကဆင့်ကိုရှေ့မှာကြိုရိုက်တာရှိတယ်အဲ့တော့ကျွန်တော်ကနေရာပေါ်မူတည်ပြီးတော့အဆင့်ပြေဆုံးဖြစ်မဲ့ပုံစံမျိုးကျွန်တော်ကဒီချိန်ပြီးရိုက်ကူးတာဖြစ်တယ်အဲကြောင့်ကျွန်တော်ကဒီဝေးလမ်းကြောင်းဆွဲတယ်ဒီနေရာပြန်ပြန်ခေါ်ရှိထုတ်တယ်ပေါ့နော်ခေါ်ရှိထုတ်တယ်အဲ့လိုပုံစံနဲ့ကျွန်တော်တို့ဒီ shooting တစ်ခုရိုက်ကူးရရမှာအဆင်ပြေဆုံးဖြစ်အောင်လို့ကျွန်တော်ကဝေးလမ်းကြောင်းမှများသိချာဆွဲပါတယ်အဲ့ဒါပြီးပြီဆိုရင် transportation အတွက်လည်းကျွန်တော်ကစီစဉ်ရတယ်ပေါ့နော်ကျွန်တော် transportation ကဘယ်လိုသွားမှာလဲကျွန်တော်တို့ဘက်ကဒီ shooting ကနဲ့ကျွန်တော်ကချိတ်ဆက်ပြီးတော့လိုအပ်တာတွေစီစဉ်ပါတယ်တခါလေးမှဆိုရင်ကျွန်တော်ရဲ့ shooting ကသုံးရတယ်လို့တခါလေးမှဆိုရင်ဒီအဆိုတော်ဘက်ကနေပြီးတော့ပြီးတဲ့ကာကိုသုံးရတယ်အခါမျိုးဆိုရင်ကျွန်တော်ကဘယ်လမ်းကြောင်းဘယ်လိုသွားမယ်ဆိုတော့ plan တွေကိုကျွန်တော်ကအဆိုတော်တွေ client တွေကိုကျွန်တော်ကတင်ပြရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်က preview version ကာလာမှာအသေးစိတ်ပြင်ဆင်ပါတယ်အဲ့ဒါမှနောက်တစ်ခုကတကယ်လို့ editor တယောက်ပါခဲ့မယ်ဆိုရင်တကယ်လို့ကျွန်တော်ကိုယ်တိုင် edit လုပ်တာမဟုတ်နဲ့ editor တယောက်ပါခဲ့မယ်ဆိုရင် editor နဲ့လည်း director နဲ့ပြန်ပြီးတော့ meeting ထိုင်ရပါတယ်ကျွန်တော်တို့ရိုက်မဲ့ပုံစံကျွန်တော်သွားခြင်းနဲ့ style ကျွန်တော်သွားခြင်းနဲ့ move ကိုရရှိဖို့အတွက်ကိုကျွန်တော် editor နဲ့လည်း control လုပ်ပါတယ် editor ကိုကျွန်တော်လိုချင်တဲ့ editing style ကျွန်တော်လိုချင်တဲ့ color grading တွေကိုကျွန်တော်အသေးစိတ်ပြောပြပါတယ်အများဆုံးဖြစ်ရင်ကတော့ကျွန်တော်ကိုယ်တိုင်လုပ်တယ်ကျွန်တော်ကိုယ်တိုင်မလုပ်ဘူးဆိုရင်တော့အနည်းဆုံး color grading ကတော့ကျွန်တော်ကိုယ်တိုင်ပြန်ကင်ပြတာများပါတယ် editing ကိုတော့ကျွန်တော်တခြားတယောက်ကိုပေးပြီးတော့ color grading ပိုင်းဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ပြန်ကင်တာများပါတယ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကဒီ production workflow ဒီရောက်တဲ့အဆင့်ထိကိုကျွန်တော်က pre-production ကာလမှာအသေးစိတ်ပြင်ဆင်ရတာဖြစ်ပါတယ်ဒီလိုပြင်ဆင်ထားမယ်ဆိုရင်ကျွန်တော် production ရမှာဆိုရင်ရှေ့ရှူနဲ့လည်းကူပြီးမြောက်ပါတယ်နောက်တစ်ဆင့်ဒီ preparation ကာလမှာကျွန်တော်ထပ်ပြီးတော့ခုနကပြောပြလိုက်တခုရှိတယ်အဲ့ဒါ atta try တာatta try တာပေါ့နော်ရှေ့မှာကျွန်တော်ကဇညွန်းနဲ့ပြီးခဲ့ပြီဆိုရင်ကျွန်တော်ကဘာလို့လဲ atta try ရတယ်ဒီဇညွန်းမှာကျွန်တော်ကညစုံချင်းကအဆိုတော်တွေကကိုယ်တိုင်ဝင်သေးဆောင်ကြတယ်အဲ့တော့အဆိုတော်ရကြတဲ့ဆိုရင် main လေးသေးဆောင်စီစဉ်ပေးရတယ် main လေးသေးဆောင်ဆိုရင်ရကြတဲ့သေးဆောင်စီစဉ်ပေးရတယ် main လေးဆိုတော့ဆိုရင်ရကြတဲ့သေးဆောင်စီစဉ်ပေးရတယ်မျိုးရှိတယ်အဲ့ဒီအခါမှာများသောတချို့လူတွေကတချို့ဆိုတော့သူတို့ပါသူတို့ခြိုက်ထားတဲ့ actor တွေပါတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ director တွေဘက်ကနေပြီးတော့ကျွန်တော်က actor စီစဉ်ပေးတာမျိုးတွေကျွန်တော်ကစီစဉ်ပေးရတယ်ပေါ့နော် director ဆိုတော့ကျွန်တော် production ဘက်ကနေပြီးစီစဉ်ပေးတာအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်က actor ချိတ်ဆက်ပေးတာတွေပြီးတော့ actor နဲ့ကျွန်တော်ကဒီဈေးနှုန်းအညာညှိနှိုင်းတာတွေပေါ့နော် artificial ကျွန်တော်ညှိနှိုင်းပေးတာတွေကျွန်တော်ကစီစဉ်ပြီးတော့ဆောင်ရွက်ပေးတယ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့က preparation ကာလမှာအဲ့ဒီကိစ္စတွေကိုဆောင်ရွက်ပါတယ်အားလုံးပြီးတော့ပြီဆိုရင်ကျွန်တော်ကဇညွန်းကိုပါဝင်တဲ့တရုပ်ဆောင်လေးစီကိုကျွန်တော်ကဇညွန်းပို့ပါတယ်ဇညွန်းပို့ပြီးတော့ဘယ်နေ့မှာဘယ်လိုပုံစံလိုချင်လဲဆိုတာတွေကိုကျွန်တော်ကအသေးစိတ်ညွှန်ချပါတယ်ဖြစ်နိုင်ရင်တော့ကျွန်တော်က meeting တရက်ထိုင်နေပေါ့နော်တကယ်လို့အဲ့လို meeting ထိုင်ဖို့အတွက်အချိန်မရဘူးဆိုရင်တော့ကျွန်တော်က online ကနေပို့တယ်ပြီးတော့ဖုန်းနဲ့ကျွန်တော်တို့လိုချင်တဲ့ပုံစံကျွန်တော်လိုချင်တဲ့editing style တွေကိုကျွန်တော်ကပြောပြပြီးတော့meeting လေးတွေလုပ်ပါတယ်အဲ့လိုပုံစံလုပ်ပြီးဆိုရင်တော့ဒါ production ကာလချဖို့အတွက်ကို ready ဖြစ်ပြီပေါ့နော်ကျွန်တော်တို့အဲ့ဆိုရင်ရက်ွေးရက်ကိုစောင့်နေမှာဖြစ်ပါတယ်အဲ့လိုပုံစံနဲ့ကျွန်တော် pre production ကာလကိုပြတ်တတ်ပါတယ်
okay ဒါကတော့ preparation ကာလဖြစ်ပါတယ်နောက်ရမှာဆိုရင်လည်းကျွန်တော် production နဲ့ပတ်သက်ပြီးတော့လည်းထပ်ပြီးတော့ပြောသွားပါအောင်မယ်အားလုံးပဲ see you guys